ကြည့်လေမကောင်းတာတွေကဘယ်လိုပဲလှုပ်ခဲ့ကောင်းတာတွေလှုပ်တဲ့အချိန်ကစပြီးတော့နှလုံးသွင်းလိုက်မယ်ဆိုရင်စိတ်ဟာကြည်နူးွယ်ဖြစ်တယ်ကိုယ်သီလလေးကိုအာယုံပြုတစ်ချိန်တစ်ခါတော့ကကိုကငါးပါးသီလချိုးဖောက်ခဲ့ပဲမဲ့လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်အဖြစ်လာတာရှင်အင်္ဂုလိမာလာကြီးကိုမြတ်စွာဘုရားကအင်္ဂုလိမာလာပရိတ်ကိုဟောတဲ့အခါမှာကြည်ပေါ့ယတောဟံပဂိနိရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇိဝိတဝရောပိတာကြည်အရိယာအမြတ်အရိယာဇတ်ဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးသေစေလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်ဟိုတုန်းကတတ်လိုက်တာတကယ်လူသားသမားကြီးပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဟုတ်တယ်မဟုတ်လား